မင်္ဂလာပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒီကနေ့အစီအစဉ်မှာတော့ကချင်ပြည်နယ်ဗမော်မြို့ကိုဦးတည်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အခြေအနေအာနာရှင်ဟောင်းတန်းရွှေနဲ့သမရဟောင်းသိန်းစိန်တို့ရဲ့ဗေဒင်ရတရာအကြံပေးဖုန်ကြီးဒေါက်တာဖေးညံရဟန်းဝတ်နဲ့ရှိနေစဉ်အတွင်းလှုပ်ကြံခံရပြီးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်နိုင်ငံတော်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တည်ဆောက်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုအကြမ်းဖက်စစ်ကောင်စီကအပိသက်ဖျက်ဆီးဖယ်ရှားနေတဲ့အကြောင်းအရာဒီသတင်းတွေပါဝင်အခြားစိတ်ဝင်စားဖွယ်ရာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်စစ်ရေးအခြေအနေတွေအရရွှေကူမြို့နယ်ကနေဗမော်မြို့ကိုဦးတည်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်တားဆီးတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာခဲ့ပြီးရှေ့ဆက်မတိုးနိုင်တော့ဘဲနောက်ကျောင်းကိုပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ဒေတာတွင်းစစ်ရေးသတင်းရင်းမြစ်တွေကအတည်ပြုပြောဆိုထားပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာလက်ရှိအချိန်မှာဗမော်မြို့ကိုမြို့သိမ်းစစ်စင်ရေးအဖြစ်အပြင်းထန်ဖော်ဆောင်နေတာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကလည်းမြေပြင်အင်အားဖြည့်တင်းနိုင်မှုအတွက်အင်အားအလုံးရင်းအသုံးပြုကာထိုးစစ်ဆင်လာချိန်မှာအခုလိုကြားဖြတ်တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။ရွှေကူနဲ့ဗမော်အကြားကလမ်းပိုင်းတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကအပြည့်အဝထိန်းချုပ်ထားပြီးဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့အကြအဆုံးများစွာနဲ့ရွှေကူဘက်ကိုပြန်လည်ဆုတ်ခွာသွားရတာဖြစ်ပါတယ်။ရွှေကူမြို့နယ်အတွင်းကတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုမြေပြင်မှာဆွန့်ပစ်ထားခဲ့ရတဲ့အထိနာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့လေကြောင်းကနေတဆင့်သာရိတ်ခါနဲ့ခရမ်းဖြစ်တင်းမှုတွေပြုလုပ်နေရတယ်လို့ဆိုပါတယ်။ဒီလိုမြေပြင်စစ်ရေးအခြေအနေတွေမှာကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမှာလည်းအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံ SNA ပူးပေါင်းအဖွဲ့တွေကလုံးတုံကျေးရွာအနီးကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KIA တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်။ဇူလိုင်လ2ရက်နေ့ကစတင်ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလိုဗဒမြားတောင်ဘက်မှာလည်းလက်နက်ကြီးပစ်ခတ်တံတွေဆက်တိုက်ထွက်ပေါ်နေတဲ့အတွက်လုံးတုံကျေးရွာကဒေသခံပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။အလားတူပဲမေလ17ရက်နေ့ကလည်းမိုးညင်းမြို့နယ်အင်းတော်ကြီးဒေသမှာရှိတဲ့ကျေးရွာတရွာကိုအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်လာချိန် KIA တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထိနာပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရသေးတယ်လို့သိရပါတယ်။ဆက်လက်ပြီးထင်ရှားတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့အာနာရှင်ဟောင်းတန်းရွှေနဲ့သမရဟောင်းသိန်းစိန်တို့ရဲ့ဗေဒင်ရရအကြံပေးအဖြစ်လူသိများတဲ့ဒေါက်တာဖေးညံခေါ်ဦးပညာဝန်သားဟာရဟန်းဝတ်နဲ့ရှိနေစဉ်အတွင်းမှာပဲရန်ကုန်တိုင်းမော်ဘီမြို့နယ်ကဖုံးတော်ကြီးကျောင်းတစ်ကျောင်းမှာအသက်အန္တရာယ်ပြုခံရပြီးကွယ်လွန်သွားခဲ့ပါတယ်။ဇူလိုင်လ2ရက်နေ့နနက်7:00နာရီခွဲဝန်းကျင်ကမော်ဘီမြို့နယ်အမှတ်2ရပ်ကွက်12မြိုင်လမ်းမှာရှိတဲ့စပယ်ကူးမြိုင်ရိပ်သာဖုံးတော်ကြီးကျောင်းမှာအသက်85နှစ်အရွယ်ဝါတော်15ဝါရှိပြီဖြစ်တဲ့ကျောင်းထိုင်ဆရာတော်ဒေါက်တာဖေးညံဟာပြင်းထန်တဲ့ထိုးသွင်းဒဏ်ရာတွေနဲ့အသက်ဆုံးရှုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ပိုင်းရန်လူသမား2ဦးကဆရာတော်ကိုဆွန့်ကပ်ဖို့တွားရောက်ခေါ်ယူချိန်မှာအခန်းတကားတွေပိတ်ထားတဲ့အတွက်ကျောင်းဆောင်ခေါင်မိုးပေါ်ကနေတဆင့်ဝင်ရောက်ကြည့်ရှုရာကနေမှောက်လျက်အနေထားနဲ့ကွယ်လွန်နေတာကိုတွေ့ရှိခဲ့ရတာလို့ဆိုပါတယ်။ခန္ဓာကိုယ်ညာဘက်နံရိုးအောက်ပိုင်းကိုခြုံထက်တဲ့အရာနဲ့ထိုးသွင်းခံထားရပြီးအသေးပေါက်ပြဲဒဏ်ရာကြောင့်အသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ဆေးရုံရဲ့စစ်ဆေးချက်တွေအရသိရပါတယ်။ဒေါက်တာဖေးညံဟာတရိတ်ဆန်စေကူဆရာဝန်ဘွဲ့ရတူဖြစ်တယ်လို့အာနာရှင်အဆက်ဆက်ကိုဗေဒင်တွက်ချက်ခြင်းရတရားခြေပေးခြင်းတွေလှုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့လည်းသိရပါတယ်။ဒီလိုအခြေအနေတွေနဲ့အတူအကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်ဆောက်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေနဲ့နိုင်ငံရေးအထိမ်းအမှတ်တွေကိုအပိသက်ဖယ်ရှားဖျက်ဆီးဖို့အမိန့်ပေးညွှန်ကြားချက်တွေထုတ်ပြန်လှုပ်ဆောင်လာပါတယ်။ပြီးခဲ့တဲ့ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တွေကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ပြည်내နဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်များအစည်းအဝေးအတွင်းမှာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ကအဆိုပါအမိန့်ကိုတိုက်ရိုက်ပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်မှာရှိတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတည်ဆောက်ခဲ့တဲ့ဗိုလ်ချုပ်ရုပ်ထုတွေရဲ့တည်နေရာပါဝင်အသေးစိတ်အချက်လက်တွေကိုအရေးပေါ်စီရင်ကောက်ယူခိုင်းထားပြီးမြို့နယ်အလိုက်ဖြိုချဖယ်ရှားမှုအခြေအနေတွေကိုစစ်ဘက်လုံခြုံရေးဌာနနဲ့ရဲတပ်ဖွဲ့ကနေ့စဉ်အစီရင်ခံတင်ပြဖို့ကိုလည်းတင်းတင်းကြပ်ကြပ်ညွှန်ကြားထားတယ်လို့စစ်ဘက်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ဒီညွှန်ကြားချက်ထွက်ပေါ်လာပြီးနောက်ဇူလိုင်လ1ရက်နေ့ညပိုင်းကစတင်ပြီးရန်ကုန်တိုင်းတောင်ကလာပမြို့နယ်နဲ့တာဂေတမြို့နယ်တွေမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထုတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့စီပင်ဝန်ထမ်းတွေကမြေကော်ရင်တွေဂရိန်းတွေအုံပြုပြီးညာရင်းချင်းဖျက်ဆီးဖယ်ရှားခဲ့ကြပါတယ်။အထူးသဖြင့်တာဂေတမြို့နယ်ကကြေးရုပ်ထုဟာဗိုလ်ချုပ်အောင်ဆန်းရဲ့နှစ်တရာပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ပြည်သူတွေစုပေါင်းလှူဒန်းတည်ဆောက်ခဲ့တာဖြစ်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝကသမိုင်းဝင်ဓာတ်ပုံကိုအခြေခံထုစစ်ထားတဲ့တန်ဖိုးကြီးအထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။အလားတူပဲကော်မှုမြို့နယ်အေယာဝတီတိုင်းကျုံပြော်မြို့နယ်စကိုင်းတိုင်းရေဦးမြို့နယ်ပဲခူးတိုင်းတောင်ငူနဲ့ပဲခူးမြို့နယ်နေပြည်တော်ပုပ္ပသီရိမြို့နယ်နဲ့မန္တလေးတိုင်းအတွင်းကအထိမ်းအမှတ်ရုပ်တုတွေကိုလည်းညအချိန်တွေမှာလုံခြုံရေးတင်းကျပ်ပြီးအတင်းကျပ်ဖြိုချဖယ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။
ရခင်ခေတ်တွေကတိစောက်ခဲ့တဲ့ရုပ်ထုတွေကိုမဖယ်ရှားဘဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်ကတိစောက်ခဲ့တဲ့အထိမ်းအမှတ်တွေကိုသာရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားဖျက်ဆီးနေတာဖြစ်ပါတယ်။ရခိုင်ပြည်နယ်မြေပြင်စစ်ရေးအခြေအနေတွေကိုကြည့်မယ်ဆိုရင်လည်းအကြမ်းဖက်စစ်ကောင်စီဟာမောင်တော်မြို့နယ်အတွင်းကစစ်တုံးပန်းတွေထားရှိတဲ့အကျဉ်းစခန်းကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ကျင်းချောင်းကျေးရွာအနီးမှာရှိတဲ့အဆိုပါအကျဉ်းထောင်ကိုဇူလိုင်လ2ရက်နေ့ညနေ3နာရီဝန်းကျင်ကစတင်ပြီးJet Fighter 2 စီးအပါအဝင်ဝိုင်တွဲလေယာဉ်တွေအသုံးပြုကပောက်ကွဲစေတတ်တဲ့အရာတွေအလုံးရေ30ကျော်အထိကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလိုအပြင်းထန်တိုက်ခိုက်မှုကြောင့်အာရခတပ်တော်ကဖမ်းဆီးထိန်းသိမ်းထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တုံးပန်းဗိုလ်ကြီး2ဦးပါဝင်4ဦးနေရာမှာတင်အသက်ဆုံးရှုံးခဲ့ရပြီးတခြားထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများပြားရှိနေပါတယ်။အကျဉ်းထောင်အဆောက်အုံတွေပြိုကျပျက်စီးခဲ့ရသလိုမောင်တော်မြို့ကန်တွေအနေနဲ့လည်းစိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်နေပြီးဘေးလွတ်ရာကိုယာယီထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ1ရက်နေ့ညပိုင်းကလည်းမောင်တော်မြို့နယ်အတွင်းကကျေးရွာတွေကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်တိုက်ခိုက်ခဲ့ပါသေးတယ်။အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအခုလိုမျိုးတော်လှန်ရေးတပ်ဖွဲ့တွေထိန်းသိမ်းထားတဲ့စစ်တုံးပန်းစခန်းတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်နေတာဟာ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေအပေါ်မှာတော့ငဲ့ညာမှုမရှိဘူးဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာပြီးခဲ့တဲ့နှစ်တွေကတည်းကရခိုင်ကရင်ပြည်နဲ့ရှမ်းပြည်နယ်တွေမှာရှိတဲ့စစ်တုံးပန်းစခန်းတွေကိုအစုလိုက်အပြုံလိုက်လေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ပေါင်းများစွာရှိခဲ့ပြီးအသက်ဆုံးရှုံးမှုတွေလည်းရာနဲ့ချီရှိခဲ့ပါတယ်။စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကြောက်မော်ကျေးရွာကိုလည်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အရက်သားပြည်သူတွေထိခိုက်မှုအခြေအနေတွေကိုစုံစမ်းနေဆဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းမုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းငယ်2ခုကိုလက်နက်ကင်အဖွဲ့တစ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့လို့တာဝန်ခံကိုအားကိုအပါဝင်ရဲဘော်9ဦးနဲ့အရက်သား2ဦးအသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရကအထူးစုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။အဆိုပါနေ့မှာတင်စားတောက်ဆိုင်တစ်ဆိုင်ကိုထပ်မံဝင်ရောက်ပစ်ခတ်လို့အရက်သားပြည်သူ2ဦးထပ်မံအသက်ဆုံးရှုံးခဲ့ရသေးပြီးဒီဖြစ်စဉ်တွေအားလုံးကိုအမှန်တရားပေါ်ပေါက်ရေးနဲ့ဥပဒေအရရေးယူနိုင်ရေးအတွက်တပ်တွေအထောက်အထားတွေစုဆောင်းနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကအတည်ပြုပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီအတွင်းမှာအာဂရိလိုက်စားမှုတွေလည်းအတိုင်းအတာတစ်ခုထိကြီးထွားနေပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတရိကန်ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှုချုပ်မျိုးမင်းထွန်းဟာတရားမဝင်မှုရစေဝါနဲ့ကုန်ပစ္စည်းတွေတည်ဆောင်တဲ့လုပ်ငန်းတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်နေပြီးငွေကြေးအမြောက်အများရယူကတရားမဝင်ကုန်တွေကိုလွှတ်ပေးနေတယ်လို့တပ်တွင်းသတင်းရင်းမြစ်တွေကဖော်ထုတ်လာပါတယ်။ဖမ်းဆီးရမိထားတဲ့တရားမဝင်ကုန်ပစ္စည်းတွေကိုတပ်တွင်းသတင်းပေါက်ကြားမှုကြောင့်အရေးပေါ်နေရာပြောင်းရွှေ့သိမ်းဆည်းခဲ့ရသလိုလက်အောက်ခံတပ်တွေစီကနေလည်းငွေကြေးအမြောက်အများကောက်ခံနေတယ်လို့သိရပါတယ်။နိုင်ငံတကာမျက်နှာစာမှာတော့ဂျပန်နိုင်ငံအနေနဲ့မြန်မာနိုင်ငံကိုဖွံ့ဖြိုးရေးအကူအညီတွေပြန်လည်ပေးအပ်ဖို့အကြမ်းဖက်စစ်ကောင်စီဘက်ကတောင်းဆိုနေမှုတွေကိုလုံးဝပယ်ချသင့်တယ်လို့လူ့ခွင့်ရေးစောင့်ကြည့်မှုအဖွဲ့ HRW ကပြင်းပြင်းထန်ထန်တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီပြောခွင့်ရသူကဂျပန်အစိုးရကိုအကူအညီတွေပြန်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အကြမ်းဖက်စစ်ကောင်စီဟာအယက်သားပြည်သူတွေပေါ်အကြမ်းဖက်မှုတွေနေ့စဉ်ရက်ဆက်ကျူးလွန်နေပြီးလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကိုလည်းဟန်တာပိတ်ဆို့နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်အခုလိုထောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။ဂျပန်ကကူညီထားတဲ့အရက်ဘတ်3ရေရင်တွေကိုတောင်အကြမ်းဖက်စစ်ကောင်စီကစစ်ရေးကိစ္စတွေမှာအလွဲသုံးစားပြုလုပ်ခဲ့တယ်လို့ HRW အဖွဲ့ကအခိုင်အမာထောက်ပြထားပါတယ်။ဆက်လက်ပြီးရခိုင်ပြည်နယ်ဘက်ကအခြားသတင်းတပုတ်ကိုကြည့်ရရင်အာရခတော်လှန်ရေးအစိုးရအနေနဲ့ရခိုင်ကအထင်ကြီးမြို့နယ်တွေဖြစ်တဲ့မင်းပြားနဲ့ပေါက်တော်မြို့နယ်တွေရဲ့အမည်တွေကိုရခိုင်ရာဇဝင်နောက်ခံသမိုင်းဆိုင်ရာအချက်လက်တွေနဲ့အညီမကြခင်ပြောင်းလဲသတ်မှတ်သွားမယ်လို့တာဝန်ရှိသူတွေကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မင်းပြားနဲ့ပေါက်တော်မြို့ကန်တွေကလည်းဒီလိုအမည်ပြောင်းလဲမဲ့အပေါ်ကိုကြိုဆိုတဲ့အနေနဲ့တစ်ပင်စိုက်ပျိုးမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဒေတာရင်းနိုင်ငံတကာသတင်းတွေအနေနဲ့ထိုင်းမြန်မာနယ်စပ်ကကြားဖြန့်အွန်လိုင်းငွေလိမ်လဲတဲ့စခန်းတွေမှာအိန္ဒိယနိုင်ငံသား900ဝန်းကျင်လောက်အတင်းအကျပ်ဖမ်းဆီးခိုင်းစေခံရတယ်လို့အိန္ဒိယအစိုးရထံကိုမိသားစုဝင်တွေကအကူအညီတောင်းခံတိုင်ကြားလာပါတယ်။အလုတ်ကင်ကောင်းမယ်ဆိုပြီးလိမ်လည်ခေါ်ဆောင်ခံရတာအခုလိုလူကုန်ကူးခံထားရတာဖြစ်ပြီးသတ်မှတ်ထားတဲ့ငွေကြေးပမာဏမပြည့်မီရင်ရိုက်နှက်နှိပ်စက်မှုတွေပါခံနေရတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့နယ်ကနေဘန်ကောက်မြို့ကိုအလုပ်လုပ်ဖို့တွားရောက်ကြတဲ့မြန်မာနိုင်ငံသား15ဦးကိုလည်းတရားမဝင်အလုပ်လုပ်ခွင့်စာရွက်စာတမ်းအတုတွေအသုံးပြုမှုနဲ့ထိုင်းအာဏာပိုင်တွေကဖမ်းဆီးအရေးယူလိုက်ပါတယ်။သူတို့ကိုခေါ်ဆောင်လာတဲ့ထိုင်းနိုင်ငံသားပွဲစား2ဦးကိုပါအစိုးရစာရွက်စာတမ်းအတုအသုံးပြုမှုနဲ့ဖမ်းဆီးထားပါတယ်။ဒါပေမဲ့ထိုင်းနိုင်ငံရောက်ရခိုင်ရွှေပြောင်းအလုပ်သမားမောင်နှမ2ဦးကတော့ထိုင်းအစိုးရထီမှာပထမစုကြီးဖြစ်တဲ့ဘတ်12တန်းကိုကန်ထူးသွားခဲ့ပြီးသက်ဆိုင်ရာကူညီရေးအဖွဲ့ MHAC ကနေတဆင့်စုငွေတွေကိုဘေးကင်းကင်းနဲ့ထုတ်ယူနိုင်ခဲ့ပါတယ်။သူတို့2ဦးဟာအိမ်အောင်အသီးသီးရှိကြတဲ့လင်မယားစုံတွဲတွေဖြစ်ကြပြီးထီလက်မှတ်2ဆောင်ကိုဆက်တူဝယ်ယူရာကနေအခုလိုပထမစုကြီးကိုကန်ထူးခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်ပြင်သစ်နိုင်ငံမှာအပူလိုင်းပြင်းထန်စွာကြာရောက်နေတဲ့အတွက်အသက်ဆုံးရှုံးမှုတွေရှိလာနေပြီးလေအေးပေးဆက်ဝယ်ယူဖို့လူအများပြားအလူရက်တိုးဝေဝယ်ယူနေကြရပါတယ်။
စူပါမားကတ်ကုန်တိုက်ကြီးတွေမှာဈေးနှုန်းသက်သာတဲ့လေအေးပေးဆက်တွေကိုတန်းစီဝယ်ယူကြရကနေရုံရင်းဆန်ခတ်ဖြစ်ပွားမှုတွေအထိရှိလာခဲ့လို့ရဲတပ်ဖွဲ့ကဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပါတယ်။ပြင်ပဈေးကွက်မှာလေအေးပေးဆက်တစ်လုံးကိုယူရို1200ကျော်အထိပေးရပေမဲ့ကုန်တိုက်တွေမှာယူရို189ဝန်းကျင်နဲ့ရောင်းချနေတဲ့အတွက်အခုလိုစုပြုံတိုးဝေခဲ့ကြတာဖြစ်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံကတော့လေကြောင်းကာကွယ်ရေးစနစ်တွေဝယ်ယူနိုင်ဖို့ဂျာမနီနဲ့နော်ဝေးနိုင်ငံတွေကနေယူရို3ဘီလီယံကျော်အကုန်အကျခံဝယ်ယူသွားဖို့စီစဉ်နေပါတယ်။ကာကွယ်ရေးစွမ်းရည်မြင့်တင်မှုအတွက်အနီးကပ်ပစ်ခတ်နိုင်တဲ့ခင်မီလေကြောင်းကာကွယ်ရေးလက်နက်တွေကိုရွေးချယ်လာတာဖြစ်ပြီးလာမယ့်နေတိုးထိပ်သီးအစည်းအဝေးမှာတရားဝင်ကြေညာပွဲရှိနေပါတယ်။တောင်ကိုရီးယားနိုင်ငံမှာတော့အလုသမားရှားပါလာမှုပြဿနာတွေကြောင့်လူမလိုပဲစက်ရုပ်တွေနဲ့လဲပတ်နေတဲ့24နာရီဖွင့်လှစ်ထားတဲ့ကော်ဖီဆိုင်နဲ့စားတောက်ဆိုင်အရေးအတွက်ဟာတဟုန်ထိုးမြင့်တက်လာနေပါတယ်။ဖောက်သည်တွေကိုယ်တိုင်ဝန်ဆောင်မှုယူပြီးငွေချေရတဲ့ဒီစနစ်ဟာ2025ခုနှစ်မှာ၄ဆလောက်အထိတိုးပွားလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။နောက်ဆုံးအနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးရရင်2026ကမ္ဘာဖလားရှုံးထွက်ပွဲစဉ်တွေမှာပေါ်တူဂီအသင်းကခရိုအေးရှားအသင်းကိုအငင်းပွားပွဲရာအဆုံးဖြတ်တွေနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။နာမည်ကျော်ကစားသမားရိုနယ်ဒိုပါဝင်တဲ့ပေါ်တူဂီအသင်းဘက်ကို VAR ဒိုင်လူကြီးတွေကမျက်နှာလိုက်ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ဝေဖန်မှုတွေပြင်းထန်နေပြီးခရိုအေးရှားအသင်းရတဲ့ပြစ်ဒဏ်ဘောတွေကိုပယ်ချခံခဲ့ရတယ်လို့နိုင်ငံတကာအားကစားသတင်းတွေမှာဖော်ပြထားပါတယ်။အဆိုပါပွဲစဉ်မှာပေါ်တူဂီအသင်းကတကူကိုမရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်ခံရခဲ့ပြီးရိုနယ်ဒိုရဲ့ခြေပဂိုးနဲ့အတူလူစားဝင်ကစားသမားဂွန်ကာလိုရာမော့စ်ရဲ့အနိုင်ဂိုးတို့ကြောင့်အနိုင်ရခဲ့တာပါ။ပွဲပြီးဆုံးကနေအချိန်ပို10မိနစ်အတွင်းမှာခရိုအေးရှားအသင်းဘက်ကခြေပဂိုးကိုပြန်လည်သွင်းယူခဲ့ပေမဲ့လူကျုံနေခဲ့တာကြောင့် VAR အဆုံးဖြတ်နဲ့ပယ်ဖျက်ခဲ့ပြီးခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းကနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။ရှေ့ဆက်ပြီး16သင်းအဆင့်မှာစပိန်အသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပြီးဇူလိုင်လ9ရက်နေ့မြန်မာစံတော်ချိန်မနက်တနာရီခွဲအချိန်မှာကစားသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့သတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။သတင်းမှန်ကန်မှုနဲ့ပြည်သူ့အသံတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်ဆိုတဲ့အသိပေးစကားနဲ့အတူသတင်းတင်ဆက်မှုကိုဒီမှာပဲရပ်နားပါရစေခင်ဗျာ။မိဘပြည်သူများကိုယ်စိတ်နှဖျားချမ်းသာပြီးဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းကြပါစေ။